power နဲ့ endurance တွေပဲဖြစ်မယ် ကိုခတ်တာပေါ့နော် ကျွန်တော်က power ဖြစ်မယ် strategy လား speed လား strategy ကို strategy ဖြစ်တော့ဒီ game က game ထဲမှာအကေကြီးအင်ဂျင်မင်းတွေကဘယ်လိုလုပ်ထင်လဲပေါ့စစ် ခုလောလောဆယ်ကိုတော့တက်ပါတယ် ဒီ game ထဲမှာဆိုရင်ကိုယ့်ဘက်ကရေကူးရတယ်ပြီးရတယ်ဘယ်ဟာကောင်းလဲ ပြရမှုကောင်းတယ်ကျွန်တော်ရေကူးကအဲ့လိုကြီးကျွမ်းတယ် တက်ကြွနေဖို့အတွက်တော်ရင်းချက်များစွာပါတယ် Red Bull ကိုရွေးချယ်ပါတယ်နိုးနိုးကြကြလမ်းဆက်မှုတပတ်လူကြိုက်အများဆုံးအားဖြည့်ချိုရီ Red Bull ကိုရောကျိုးရောရည်တဲ့ပြုတ်တော့အဲ့အချိန်ကျမှအချက်တက်နေတဲ့အကြောင်းလမ်းအစားတော့ကိုယ့်ကိုဖြည့်ရှင်းမလို့ပေါ့နော်ကြိုးစားရင်းပါရအောင်ကူပါမယ်ဆိုတော့စိတ်ထဲတာဒါပေမဲ့မရတော့ဘူးကျိုးလမ်းခမ်းလိုက်တဲ့ခါဆိုးသွားတာ တိုင်နေတော့မနိုင်ရောမောတာပေါ့နော်ဒါပေမဲ့လည်းပွဲပြီးတော့လည်းစိတ်တော့လုံးဝညနေကလုံးဝကြောက်ပါဘူးဒါပေမဲ့လည်းဒီဘောကနံပါတ်4ရတော့ကိုယ့်ကိုအားရလားဆိုရင်တော့50-50ပေါ့နော် စာပန်းပြေးတော့တော်တော်မောတာဒါပေမဲ့မောကဟောလို့လားထောက်ရပြန်ငြိမ်ပြီးတော့ပြေးနိုင်မှာအစပဲခက်ခဲပြီးရင်တော့သူကလည်းသူဟို Harry ရကြာလာပြီးတော့ခန္ဓာကိုယ်ကပြင်မယ်ဒါပေမဲ့ Harry ကြာလာပြီးတော့ပြေးနိုင်မှာ